အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါမှတော့ရေကင်းမှုလုံနီးလေးလာပြီးတော့မျှဝေပေးပါမယ်ခင်ဗျာဒီလုံနီးလေးကကြတော့ဆက်လုံးဝသုံးဆက်မလို့ပဲနဲ့အရန်ကိုလွယ်ကူပြီးတော့အရန်ကိုရိုးစင်းတဲ့လုံနီးလေးပါခင်ဗျာဒီနေ့ကျွန်တော်လုံမဲ့ရေကင်းမှုလေးတွေကကြတော့တရက်သီးရယ်စတော်ဘယ်ရီရယ်ပြီးတော့ဒီအိုလီအိုရယ်ပေါ့နော်၃မျိုးလုပ်ပါမယ်ခင်ဗျာပါဝင်တဲ့ PC လေးတွေကကြတော့တရက်သီးကြိုထားတဲ့လေးရယ်ပြီးရင်တော့စတော်ဘယ်ရီလည်းကြိုထားပါတယ်ခင်ဗျာပြီးရင်တော့အိုလီအိုမိုးရပါခင်ဗျာနှုတ်စီတဘူးနဲ့ဝီကလင်တဘူးကိုတုံထားပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့စားလိုက်ကြရအောင်ဒီလိုမျိုးလီမဝင်အောင်လုံးအောင်ဖိတ်ပေးရပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ရေကြီးတစ်တာထဲမှာညလောက်ထည့်ထားပေးလိုက်ပါမယ်ခင်ဗျာโอเคဒါဆိုရင်တော့ဒီဂိမ်းမုံလေးရပါပြီ